ကဲဂျိုသားကတော့တကောင်ထက်တူလာပြီငါတို့ဘယ်လိုခွဲတန်းချပြီးကြိုက်မလဲငါကတော့တကောင်ကြိုက်မယ်မင်းတို့နဲ့ဦးလေးစန်းသိကတော့နှစ်ယောက်ကိုတကောင်ကြိုက်လိုက်ကြအဲ့လိုပြောပြီးဖိုးတူတို့တွေလေးဂျိုသားတွေရှိတဲ့စီကိုတိုက်ခိုက်ဖို့အတွက်တုံးဝင်လာကြတယ်ဂျိုသားရဲ့လေရုတ်တရက်ရောက်လာတဲ့ဖိုးတူတို့မြင်တော့ဘာလို့လွတ်ရမယ်မသိပဲနဲ့ကြောင်နေကြတာပါဖိုးတူတို့ကတော့ကြောင်နေကြတဲ့ဂျိုသားဘုံတက်ခွာပြီးမျက်လုံးဆက်အောင်လို့ဂျိုသားဖျန်းစီရည်နဲ့ဖျန်းလိုက်ကြတယ်ငပိန်တယောက်သူတို့တိုင်ပင်ထားတဲ့အတိုင်းငရဲမင်းရဲ့ပလင်ရှိကိုရောက်တယ်ငပိန်လဲပလင်မော်ကိုခြေတံဖော့ဖော့နဲ့တက်သွားလိုက်တယ်ငရဲမင်းရဲ့ကားကြားကတော့ကိုယူမဲ့အလုံးမှာငရဲမင်းကပလက်လန်အိတ်သွားတာနဲ့တော့ကကြောအဘက်ကိုရှောက်သွားတယ်ဟာအရှိတယ်တော့ယူပြီးမှပြောင်းအိတ်ပါလားကွာဒါနဲ့ငပိန်လေးငရဲမင်းကိုဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေတယ်ဟာအကြံရပြီအဲ့နောက်တော့သူ့အကြံအတိုင်းငရဲမင်းရဲ့ကားကိုဂလိထိုးလိုက်တော့တယ်ငရဲမင်းလေးဦးလေးစန်းသိပြောသလိုငပိတ်ပေါင်အိမ်မက်ဆောင်ပြီးလှမ်းရိုက်တယ်ဒီလိုနဲ့ငရဲမင်းလေးရှားလို့တပြေးပြေးလှုပ်ရှားရကငပိန်ဖြစ်စီခြင်းတယ်လို့ခန္ဓာကိုယ်လေးဘေးဆောင်ပြန်ဖြစ်သွားတယ်ဟောတော်သေးတာပေါ့အဲ့တော့မှငပိန်လေးခါစားလေးကတော့ယူပြီးအသားလေးအချုပ်ခံကိုပြန်ထွက်လာခဲ့လိုက်တယ်အချုပ်ခန်းရှိကိုရောက်มาတော့သူ့ကိုစောင့်နေကြတဲ့ဖိုးထူးတို့ကိုငပိန်ကသူယူလာတဲ့တော့ကိုထားပြလိုက်တယ်ဖိုးထူးတို့အားလုံးပျော်ရွှင်သွားပြီးငပိန်ယူလာတဲ့တော့နဲ့စန်းသိရဲ့အချုပ်ခန်းတကောင်ဖွင့်မိလိုက်ကြတယ်အဲ့ဒီရဲ့ချင်းဘေးကန်းကိုအောင်တင်ကဟေးဖိုးထူးတို့ဟိုကျုပ်ကိုလည်းတကားဖွင့်မိကြအောင်လေကွာဖိုးထူးကဖွင့်မိဖို့လုပ်တဲ့အချိန်မှာငပိန်ကဝင်ထားလိုက်တယ်ဟဲ့ဖိုးထူးမင်းယူနေရလားဘာလို့ဖွင့်မိမှာလဲသူကသေးပြီးသားလေငဲပြီမှာပဲရှိရမှာပေါ့ကွာလူပြီမှာနေလို့မရအောင်လေဒါနဲ့ဖိုးတူလေးတော့ဖွင့်မဲ့လက်ကိုပြန်ရုံလိုက်ပြီးဒီအတိုင်းထားလိုက်တော့တယ်အောင်တင်ကဟေးဟောင်းလေဟိုကျုပ်ကိုဖွင့်မိသားအောင်လေကွာဖွင့်မိသားအောင်ဖိုးတူတို့ကတော့မကြားကြည့်အောင်ဆောင်ပြီးအကျုပ်ခန်းထဲကနေထွက်ဖို့လုပ်တယ်ဒါပေမဲ့အောင်တင်ကဒေါသထွက်သွားပြီးအကျုပ်ခန်းတန်နိုင်နေနဲ့ကိုရိုက်တော့တာပါကျုပ်ကိုလည်းခေါ်သွားကျုပ်ကိုလည်းခေါ်လို့ကျုပ်လဲလိုက်မှာဟာဒီလူကတော့တမျိုးဟေးဒါနဲ့ငဲသားတွေတိတ်ကုန်တော့မှာပဲလာငါတို့ဒီကနေမြန်ထွက်ရအောင်အဲ့ဒီအချိန်မှာပဲအချုပ်ခန်းထဲမှာတန်နေဆူညံနေတဲ့အတွက်ငဲသားတယောက်နဲ့အချုပ်ခန်းထဲရောက်လာတယ်ငဲသားကဟာဟေးမင်းတို့ဘယ်လိုဖြစ်ပြီးတော့ဒီမြေဘက်ကိုရောက်နေရလဲအဲ့ဒါအပြင်ဖိုးတူးလက်တွေကငရဲမင်းရဲ့တော့တန်တွေကိုတွေးလိုက်တော့ငရဲသားကဟာမင်းတို့လက်တွေကငရဲမင်းရဲ့တော့တန်မဟုတ်လားအော်လက်စသက်တော့မင်းတို့ကငရဲပြန်ထွက်ပြေးဖို့လုပ်နေကြတာပဲအဲ့လိုပြောပြီးပိုတူတို့တွေကိုဖမ်းမှုအတွက်ငရဲသားလေးရှေ့ကိုတိုးလာတယ်ငပင်ကလည်းသူ့ရဲ့တိုင်နဲ့ငရဲသားကိုတိုက်ခတ်လိုက်တာဆိုတော့ငရဲသားလေးနေရာမှာတင်လဲကျသွားတော့တယ်နောက်ထပ်ငရဲသားတွေထပ်လာနေလိမ့်မယ်ငါတို့မြန်သွားရအောင်ဒီလိုနဲ့အကျုပ်ခဲရဲ့ပြင်ဘက်ကိုရောက်တဲ့အခါမှာငရဲမင်းနဲ့အတူငရဲသားတွေအားလုံးသူတို့ကိုဖမ်းဖို့လာနေအောင်တွေ့လိုက်ရတယ်။တို့ဘောကဘာလို့လုပ်မလဲဗျ။ဟိုကျွန်တော်တို့အဖက်ခံရတော့မှလားမသိဘူးနော်။အဲ့ဒီအချိန်စန်းတွေကဖိုးတူတို့အဖွဲကိုလက်ပတ်လေးကိုပေးလိုက်တယ်။ရှော့ဒီလက်ပတ်ကိုတယောက်တစ်ခုစီပတ်လိုက်ကြ။ဒါကမင်းတို့ကိုစွမ်းအားတွေတိုးပေးပြီးတော့တိုက်ခိုက်ရှည်ကိုပို့ပြီးညှစ်တင်ပေးလိုက်မယ်။ဒါနဲ့ဖိုးတူတို့လည်းစန်းသိပြောတဲ့လက်ပတ်ကိုပတ်လိုက်တဲ့အခါမှာစွမ်းအားတွေကခန္ဓာကိုယ်လေးကိုတုံးဝင်လာတယ်။အားလုံးပဲတိုက်ခိုက်ဖို့အသင့်ပြင်။ဒီလိုနဲ့သူတို့အားလုံးဖမ်းဖို့ရောက်လာတဲ့ငရဲသားတွေအားလုံးနဲ့သူတွေပြိုင်ကိုတွေပြိုင်တိုက်ခိုက်နေကြတယ်။ဘလို့ပဲတိုက်ခိုက်ငရဲသားတွေကမသိပဲပြန်ပြီးရှင်းလာတာဆိုတော့ဖိုးတူဟာငါတို့ဒီလိုတိုက်ခိုက်နေလို့မဖြစ်ဘူး။ခုနကလှရှိရဲ့နေရာကိုအမြန်ရှောင်းအောင်သွားမှဖြစ်မယ်။ဒါနဲ့သူတို့တွေတိုက်ခိုက်တာကိုအရန်လောက်ပဲလုပ်ပြီးအဲ့နေရာကနေထွက်ပြေးလာခဲ့ကြတယ်။ငရဲသားတွေကလည်းသူတို့နောက်ကနေငရဲမီးတွေလှန်နေကိုင်းလို့လိုက်လာကြတယ်။ဖိုးတူတို့လည်းပြေးရင်းကနေလှရှိရဲ့ဆန်းကြောင်းတဲ့နေရာကိုရောက်လာပြီးအားလုံးပြိုင်တူလှေပေါ်ကိုတက်လိုက်ကြတယ်။အားလုံးရောက်ပြီနော်။လှေပေါ်ကိုရောက်တဲ့အထိငရဲသားတွေကရေထဲကိုဆင်းပြီးဖိုးတူတို့တွေကိုတိုက်ခိုက်ပြန်တယ်။
ငပိန်ကတော့ရှည်လေးထိလိုက်လာတဲ့ငရဲသားတွေကိုဒိုင်ခံရှင်းထုတ်နေတာပါဦးလေးစက်နဲ့မြင်မြတ်လောပါဗျဒီလိုနဲ့နောက်ဆုံးမှတော့ငရဲသားတွေလည်းရှည်ထဲမှာကြံနေခဲ့ပြီးဖိုးတူတို့တွေကတော့လှေကုန်စီးလို့လူပြည်ကိုပြန်ထွက်လာခဲ့ကြတယ်လူပြည်ကစံတဲ့အိမ်ကိုရောက်တော့ဖိုးတူတို့အားလုံးတက်ပြင်းချကြရတယ်ဟိုငရဲသားတွေကဒီတော့လိုက်မလာတော့ပါအောင်နော်မပြောတတ်ဘူးဟိုဒါကြောင့်ရင်ဆုံးဦးလေးတို့မဖမ်းမိခင်ဦးလေးတို့ကအရင်ကိုင်းသစ္စာကိုဖမ်းမိမှဖြစ်မှာဦးလေးသစ္စာကိုဘယ်လိုဖမ်းကြမှာလဲဗျဟိုသူ့ဘမှာရှိလဲဆိုတော့ဦးလေးစံနေသိလို့လားသူ့ဘမှာပဲရှိအဲ့နေအောင်လိုက်ရမှာပေါ့ဦးလေးကိုဒီလိုကြောက်ကြသွားလို့တန်မြန်အကျိုးကိုတော့ပေးရမှာဒီတော့ဦးလေးတို့တွေသူရှိလောက်မဲ့ဂျုကဘာဘုံလိုက်သွားကြမယ်တပတ်ဂျုကဘာမှလည်းစံသေးရဲ့ကိုသစ္စာကငရဲမင်းစီကနေဖုန်းရပြီးစမ်းနေလွတ်သွားတာကိုသိလိုက်ရတယ်ဒါနဲ့သစ္စာကဟာငရဲမင်းလို့ပြီးဒီငရဲသားလေးတယောက်ကိုတော့မဖမ်းနိုင်ဘူးလားဗျဘာဗျကလေးတွေကလာခဲ့တယ်ဟုတ်လားသစ္စာနဲ့ပြောဆူဆူနဲ့ဖုန်းကိုချလိုက်တော့တယ်ဒီပုံစံတိုင်းဆိုငန်းညီစက်တဲ့ဟိုကလေးဖွဲ့နဲ့ဒီကိုမကြခင်လိုက်လာတော့မှာပဲမဖြစ်ဘူးငါဒီကြုံကွာကနေအမျက်ရှောင်မဒါနဲ့သစ္စာလေးသူ့ဘေကိုရှောင်ရမယ်ဆိုတာစဉ်းစားနေရင် TV ကအနာဂတ်မှာတည်ကျွနိုင်မယ်ဒုံးမြန်မျိုးစားကြောင့်ပြောနေရကြလိုက်တော့သစ္စာလေးသူ့ဘေနေရာသွားရမယ်ဆိုတာသိသွားတယ်ဒါနဲ့သူကဂျိုသားတယောက်ကိုလှမ်းခေါ်လိုက်တယ်ဟုတ်ကဲ့အားစီပြောပါဗျဂျိုသားရင်အောင်ကိုသိမြင်ထားခဏနေကြရင်ကျိုးစော်သူတွေရှောက်လာတော့မယ်ငါခရီးတစ်ခုထွက်เสียရှိဒီနေရာကိုမင်းတို့လက်ထဲကိုအပ်ခဲ့မယ်ဟုတ်ကဲ့အားစီနာခံမှုအစင်းသစ်မှာပဲဗျအဲ့လိုပြောပြီးတော့အပြင်ကိုထွက်သွားတယ်တစ္ဆန်လန်းချက်ချင်းဆိုသလိုပြင်ဆင်စရာရှိရာတွေပြင်ဆင်ပြီးအနာဂတ်ကိုခုံကူးတဲ့စက်ကလုတ်ကိုနှိပ်ချလိုက်တာ TV ရှိရနေချက်ချင်းပဲပြက်ကွယ်သွားတော့တယ်ပိုတူရိုတွေစမ်းတဲ့နဲ့အတူဂျိုကဘာကိုရောက်လာချိန်မှာတော့ဂျိုသားအဆောင်နေကိုမြင်လိုက်ရတယ်ဒါနဲ့စမ်းတဲ့ကတစ္ဆန်ကတော့ဦးလေးတို့လာမအောင်တိသွားပြီထင်တယ်အဲ့ဒါကြောင့်အဆောင်နေချတာနေတာမဟုတ်ဘူးဘယ်လိုလုပ်ကြမလဲဦးလေးစမ်းတဲ့ဒီတိုင်းဝင်သွားရင်တော့ဦးလေးတို့အားလုံးဖမ်းမိသွားလိမ့်မှာဒီတော့ထုံးစံအတိုင်းပိုးရှုပ်ွယ်ရှုပ်ဝင်ရမှာပဲဒီလိုနဲ့စမ်းတဲ့ကရှေ့ကနေဦးဆောင်ပြီးပိုတူတို့ကအနောက်ကနေလိုက်ကြတယ်ဂျိုသားတွေရဲ့လက်ထဲမှာပြန်စီတစ်ခုစီကိုကင်ထားတာဆိုတော့မိဝိုင်းမသွားနေရင်နဲ့ဦးလေးစမ်းတဲ့သူတို့လက်တွေကဘူးလေးတွေကဘာဘူးလေးလဲဘာဘူးလေးတော့ဦးလေးလည်းသိချမသိဘူးဒါပေမဲ့ဦးလေးတို့ကိုရံမြူးမဲ့ဘူးလေးတွေဆိုတာတော့သိကြတယ်ဒီလိုနဲ့သူတို့သွားနေရင်တနေရာဆောင်ဂျိုသားနှစ်ယောက်ကသူတို့နောက်ကနေရောက်လာတယ်ဟေးရလိုက်ကြစမ်းအဲ့ဒီဆေးရဘာလဲဂျိုသားအဖြစ်ပြောင်းမဲ့ဆေးရကျွန်တော်တို့ကခီးသွားပြီပါခီးသွားလည်းမရအောင်လှည့်ခဲ့ဒါနဲ့ပြောမရတဲ့ဆုံးဖိုးတူတို့လည်းအနောက်ကိုလှည့်ပေးလိုက်ကြတယ်အဲ့ဒီရဲ့ချိန်ဂျိုသားကသူတို့လိုချင်တဲ့လူတွေဟုတ်မဟုတ်လက်ထရပစ္စည်းနဲ့လိုက်စေကြည့်တယ်အဲ့ဒီချိန်မှာပဲသူတို့လိုရှိနေတဲ့လူဆိုတာသိသွားပြီဟာမင်းတို့ဂျိုသားလေးဖမ်းဖို့လုပ်ချိန်ငပရဂျိုသားကိုလှမ်းထိုးလိုက်တယ်ဂျိုသားလေးရုတ်တရက်ဆိုတော့အနောက်ကိုလေးကျသွားပြီးပြန်စီဘူးလေအဝေးကိုနှွှဲထွက်သွားတယ်ဂျိုသားနောက်တစ်ကောင်ကိုတော့ဖိုးတူတို့လေးယောက်ကဝိုင်းပြီးတော့တိုက်ခိုက်နေကြတယ်ငပရဆေးရည်ဘူးကိုနှိမ်မြန်တိုင်းနဲ့ပြေးသွားပြီးကောက်လိုက်တယ်ငါဆေးရည်ဘူးပြန်ပြီးဘာလို့ပြရမှာလဲလိုချင်လာယူလေဒါနဲ့ဂျိုသားလေးငပိတ်စီကဆေးရည်ဘူးကိုလူတော့ဦးလေးစံတဲ့ဒီပြန်းမိုးကဂျိုသားကိုပြန်ရောဘာဖြစ်မလဲမသိဘူးနော်လူပြန်ရင်ဂျိုသားဖြစ်တယ်ဆိုတော့မသိဘူးလေစမ်းပြီးတော့ဖြန်းကြည့်လိုက်ပေါ့ဒါနဲ့ဘိုးတူလေးသတိမင်းနေရဲ့ဂျိုသားနှစ်ကောင်မကိုဖြန်းစီဖြန်းလိုက်တယ်ဟမ်ဘာမှလည်းမဖြစ်ပါလားဘာမှမဖြစ်လေမျက်လုံးနဲ့ဝင်အောင်ဖြန်းရင်တော့မျက်လုံးဆက်လောက်တယ်ယူခဲ့ကြတာပေါ့ကွာဒါနဲ့ဖိုးတူတို့တွေလေးဂျိုသားဖြန်းစီမှုကိုယူလို့ဆက်ထွက်သွားကြတယ်အဲ့ဒီအချိန်မှာပဲအနောက်မှာကျန်နေခဲ့တဲ့ဂျိုသားနှစ်ကောင်ကတော့စိတ်ရည်တီးပြီးတပြေးပြေးနဲ့ကိုပြောက်လာတော့တယ်ဖိုးတူတို့တွေရှောက်လာရင်တနေရာရောက်ကင်းဆောင်ရင်ဝိတ်တုံးမှနေတဲ့ဂျိုသား၃ယောက်ကိုတွေ့လိုက်ကြတယ်ကဲဂျိုသားကတော့တကောင်ထက်တူလာပြီငါတို့ဘယ်လိုခွဲလဲကြပြီးကြိုက်မလဲငါကတော့တကောင်ကြိုက်မယ်မင်းတို့နဲ့ဦးလေးစန်းသိကတော့နှစ်ယောက်ကိုတကောင်ကြိုက်လိုက်ကြအဲ့လိုပြောပြီးဖိုးတူတို့တွေလေးဂျိုသားတွေရှိတဲ့စီကိုတိုက်ခိုက်ဖို့အတွက်တုံးဝင်လာကြတယ်
ကျိုသားရဲ့လေရုတ်တရက်ရောက်လာတဲ့ဖိုးထူးတို့မြင်တော့ဘာလို့လွတ်ရမယ်မသိပဲနဲ့ကြောင်နေကြတာပါဖိုးထူးတို့ကတော့ကြောင်နေကြတဲ့ကျိုသားဘုံတက်ခွာပြီးမျက်လုံးဆက်အောင်လို့ကျိုသားဖျန်းစီရည်နဲ့ဖျန်းလိုက်ကြတယ်ကျိုသားတွေလည်းမျက်လုံးတွေဆက်ကုန်ပြီးဂမုံရှုတို့နဲ့ဖိုးထူးတို့ကိုတိုက်ခိုက်တော့တယ်လုံနဲ့နောက်ဆုံးမှာတော့ကျိုသားအလုံးမှောက်သွားပြီးဖိုးထူးစီးနဲ့ဖျန်းလိုက်တဲ့ကျိုသားကတပြေးပြေးနဲ့ကိုပြောင်းလာတယ်ဒါကိုတုပ်ဘုံကမြင်ပြီးတော့ဟာဟိုမောင်ဟိုကျိုသားဘာဖြစ်တာလဲမသိဘူးအဲ့တော့မှဖိုးထူးတို့တွေလေးဒိတ်ထားပြီးကြည့်လိုက်ကြတယ်စန်တစ်ကဖိုးထူးလက်တရားစီးရဘူးကိုတောင်းလိုက်ပြီးလဲကျနေတဲ့ကြံကျိုသားနှစ်ယောက်ကိုဖျန်းကြည့်လိုက်တယ်ခဏကြာမှတော့ကျိုသားနှစ်ကောင်နဲ့ကိုပြောက်သွားတော့တယ်အဲ့တော့မှစန်တစ်လေးဟာဒီစီးကလူကိုတင်ရင်ကျိုသားဖြစ်တယ်လို့ကျိုသားကိုတင်ရင်လေကိုပြောက်သွားတယ်စီးပါလားဒါဆိုဘယ်လိုလုပ်ကြမလဲဦးလေးစန်တစ်ဒီတိုင်းဆိုဒီစီးကိုတုံးပြီးပဲသူတို့နဲ့တော့အစဖြောက်ထားမှာပေါ့ကြည့်ရတာစီးရနေတဲ့အရင်ခံမဲ့ပုံတော့မပုံဒီတော့ဦးလေးတို့ဒီဖြန်းစီးကိုပဲတုံးပြီးသူတို့တိုက်ခိုက်ကြစို့စန်းသိပြောတဲ့အတိုင်းဖိုးထူးတို့ကလည်းလက်ခံလိုက်ကြတယ်အနောက်မှာတော့ဖိုးထူးတို့တွေစန်းသိရဲ့အကူတစ္ဆန်းရှိရဲ့အခန်းထဲကိုရောက်လာကြတယ်အခန်းထဲကိုရောက်တော့ကျုံးမိကလေးတိုင်းမှာနောက်ကျောပြီးထိုင်နေတဲ့တစ္ဆန်းကိုမြင်လိုက်ကြတယ်တစ္ဆန်းကဖိုးထူးတို့ရောက်လာတော့အော်မင်းတို့ရောက်လာပြီပဲအေးရောက်လာပြီမင်းရှုပ်ထုတ်ကိစ္စမင်းကိုယ်တိုင်ရှင်းမို့ငါနဲ့အတူငရဲပြူလိုက်ခဲ့ငါဘာမှမရှုပ်တာတကယ်ဆိုငါကမင်းရဲ့လူချင်းနဲ့နီးပညာအစ်ကိုလားမင်းကိုပေးခဲ့သေးရလေမင်းကောင်ကျေးဇူးတင်တယ်မင်းခုမှငါ့ကိုလေအဖို့စကားကြီးလာပြောမနေနဲ့လာမင်းခုချက်ချင်းငါနဲ့လိုက်ခဲ့အဲ့လိုပြောပြီးစမ်းတဲ့လေထိုင်ကုန်ကိုသူ့ဘက်ကိုဆွဲလင်းလိုက်တော့တယ်အဲ့ဒီအချိန်မှာတစ်ဆန်းကိုမတွေ့ရပဲအရှုပ်ကြီးတရုတ်ကိုပဲတွေ့လိုက်ရတာဆိုတော့ပိုထူတို့အားလုံးအံ့ဩသွားကြတယ်ဒါကဘလို့ဖြစ်တာလဲအဲ့ဒီရဲ့ချိန်တစ်ဆန်းရဲ့အော်ရီတန်ကြီးကိုကြားလိုက်ရတယ်ဟာဟာဟာစမ်းတဲ့မင်းကောင်ဒီချိန်လဲရှုံးမြတ်ပြီနော်အဲ့လိုအော်ရင်နဲ့အတန်းကလေရှက်သွားတော့တယ်အဲ့တော့မှစမ်းတဲ့လေအခန်းထဲမှာအတန်လာတဲ့လမ်းကြောင်းကိုလိုက်ရှာကြည့်တယ်အဲ့ဒီရဲ့ချိန်ထိုင်ကုန်ရှိရဇွဲပေါ်မှာတင်ထားတဲ့ဆက်တစ်ခုကိုတွေ့လိုက်တော့စမ်းတဲ့လေသဘောပေါက်သွားပြီးတောက်ခေါက်လိုက်တော့တယ်ဦးလေးစမ်းတဲ့ဘလို့ဖြစ်တာလဲဗျဒီကောင်ဦးလေးတို့ထက်ခြေတန်းလန်းပိုတာသွားပြန်ပြီဦးလေးတို့ဆက်ရောက်တဲ့ကဒီကြိုကွာမှမရှိတော့ဘူးဗျာအဲ့ဒါဘလို့ဒါဆိုသူ့အမေကိုရောက်သွားတယ်ဗျအဲ့ဒီရဲ့ချင်း TV ကနေမနက်ခင်းသတင်းကိုပြန်ပြီးထုံးလင်းနေရနေအနာဂတ်ဒုံးမြတ်ရင်စည်းအကြောင်းပါလာတော့တယ်အဲ့တော့မှစမ်းတဲ့လေဇွဲဘော်ကစက်ပစ္စည်းနဲ့ TV ရလာတဲ့သတင်းတွေကိုပေါင်းဆက်ကြည့်ပြီးတစုံတစ်ခုကိုသိသွားတယ်သူအနာဂတ်ကိုထွက်ပြေးသွားပြီဖိုးထူးအားလုံးနဲ့စမ်းတဲ့စကားဆောင်တော့အံ့ဩသွားကြတယ်ကဲဒီတော့ဖိုးထူးတို့တွေဖမ်းမမိနိုင်အောင်တော်လွန်လာတဲ့စမ်းတဲ့ရဲ့အကူကိုဘလို့လိုက်ဖမ်းပြီးတော့နောက်ထပ်ပိုင်းဒီမှာဘာတွေကိုထပ်ပြီးရင်ဆိုင်ရအောင်မလဲဆိုတာစက်ကြည့်လိုက်ကြရအောင်နော်